ရှိရာနင်းမုံမြို့တော်ရဲ့တောင်ပေကားလို့ညီတွင်နေအဲဆိုတော့ပြောင်းလို့ရှောင်းလာတယ်ကျွန်တော်ပထမတော့ scope list ပေါ်တယ်တဲမယ်ဆိုပြီးတော့ဒါပေမဲ့ဟိုကလည်းတင်သွားပြီးအခါမှာ scope list ပေါ်တယ်မှာ shooting ရှိတယ်ပေါ့နော်ညာလုံးပေါက်ရိုက်မှာဆိုပြီးပြောတယ်ဆိုတော့မနေ့ပြန်တော့မှပဲကိုရတက်ဖို့နေပါလေရိုက်လို့ရမယ်ဆိုတော့ဆက်မပြေဘူးပေါ့နော်ဆိုတော့ scope list ပေါ်တယ်မှာမတဲတော့ပဲနဲ့တပြင်းနေရာမှာတဲဖို့ထွက်လာတယ်ပေါ့နော်ဆိုတော့ဒီကျွန်တော်ကြီးမျိုးသားကျွန်တော်ကြီးတော့ပြုံးတယ်လူသားကန်တော်ကြီးနဲ့ဒီရဲ့အားမရှိတဲ့ဟိုတယ်ပြုံးတယ်မှာတင်လိုက်တယ်ဆိုတော့ဟိုတယ်ပြုံးလို့လာတာနဲ့ဟိုတယ်ပြုံးလည်းဘယ်လိုလေးနေမလဲဆိုတော့တက်ချက်ပေါ့ဆိုတော့ကျွန်တော်ကဒီဟိုတယ်ပြုံးလေးရောက်လာပြီပေါ့နော်ဆိုတော့ဘုံဝင်ချင်းမှာပဲသူရဲ့ကျေဝင်တဲ့ပကင်းလေးရှိအောင်ပဲပြီးဒီ building design ကလည်းကျွန်တော်ဒီရှေးဟောင်း building design ပုံစံမျိုးလေးပါနော်ဒီကျွန်တော်ဒီ shop land ပေါ့ reception သွားတဲ့ land ရတယ်ဒီတားလေးတွေပြီးမှရှိကန်လေးတွေနဲ့ဆိုတော့net စောစောဘက်ဒီနားလေးမှာထိုင်လို့လောကဟိုဒီလွှမ်းနေတဲ့မှုကိုတွေ့ရပါတော့ဆိုတော့ဒီ reception သွားတဲ့နားမှာလည်းသူရဲ့ဒီ decoration တွေကလည်းသူအရင်လုံးဝလို့ antique decoration တွေနဲ့ဆိုတော့လုံးဝကို last type ပုံစံမျိုးလေးပါလာတယ်နော်ဆိုတော့ဒီမှာတော့အခုဒီကျွန်တော်တို့သွားတဲ့အချိန်မှာကဒါဒီကအေးရတော့တော့ရှေ့ကူကမရှိဘူးလေဒီမှာရှေ့ကူနာမျိုးတော့မရှိဘူးဘာလို့ design ပေါ့နော်ကျွန်တော်ဒီ snow palace မှာတင်မယ်ဆိုရင်သူရဲ့ building က design ညာလုံးဝ modern ဆန်ပဲဗျာလုံးဝဒါမှမဟုတ်ပြုံးလွယ်လာတယ်လုံးဝအလို luxury ပုံစံနဲ့ antique vibe ကိုလိုချင်တယ်ဆိုတော့ကျွန်တော်တို့ဒီ hotel ပြုံးလွယ်ကို recommend ပေးရဗျာဒီ hotel ဝင်းထဲကိုသွားမယ်ဆိုလဲပေါ့နော်တောက်အပြင်မှာမရချင်ဘူးကျွန်တော်တို့ဒီ hotel ကျွန်တော်ကုခန်းရှိအထိလည်းကိုကားကိုရှူပါလို့ရတယ်ပေါ့နော်ဆိုတော့ပြီးရင်ထဲထဲမှာကဖန်လို type လေးတွေဗျခန်းလေးမှာဖန်လို type လေးတွေပြီးအရှိမှာကိုဖန်လိုရဲ့အရှိမှာကားနှစ်စီးရက်လို့ရတဲ့နေရာလေးတွေလည်းရှိတယ်ကိုကားကိုဒီဟောပါနော်ကိုရီတဲတဲ့အခန်းရှိတီထားတဲ့ရက်ပြီးရှူထားလို့ရတယ်ဆိုတော့ဟိုတယ်ကတော်တော်ကျဲတယ်ဗျကျဲတယ်ဗျကျွန်တော်တို့ဒါ first time ဒီဟိုတယ်ပြုံးလေးမှာတဲဘူးရခါကျတော့နည်းနည်းတော့ nervous ဖြစ်တယ်လှတယ်တားတယ်လုံးဝကိုလိုချင်တဲ့ vibe နဲ့တစ်ထပ်တည်းကြလို့ခံစားလိုက်ရတယ်ဗျဘာလို့လဲကျွန်တော်ကဒီ modern style ထက်ကိုကျွန်တော်ဒီလိုမျိုး vintage တို့antique ပုံစံမျိုးသဘောကျတဲ့လူဆိုတော့လုံးဝကျွန်တော်လည်းလုံးဝပတ်တည်ပဲဒါပါပဲဆိုတော့ပုံလေးလည်း creation လုပ်လို့ရတယ်ပုံလေးလည်းအများကြီးဟိုတယ်ဝင်းထဲမှာလည်းပုံတော်တော်ရိုက်ယူလို့ရတယ်ပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော်တဲတဲ့ Bangalore လေးပေါ့နော်ပုံမှန်ဆိုရင်တော့ဒီတခန်းရှိမှတစ်စီးရက်လို့ရတယ်ကျွန်တော်ကတော့ဒီနှစ်ခန်းလုံးယူထားတယ်ပေါ့နော်ဆိုတော့ပြီးဒီဘက်မှာ Bangalore အဲ့လိုနှစ်ခန်းတိုင်းတွဲရဲ့ဘေးနားမှာအဲ့လို chill လို့ကောင်းတဲ့နေရာလေးတစ်ခုရှိတယ်ပေါ့နော်ဒါတော့ဟိုတယ်ဘေးကမှာအခန်းတိုင်းတုံမှာရှိတယ်ဗျလို့လည်းဒါနဲ့ဒါတော့ဒီဟိုတယ်ပါကြီးပေါ့နော်သူအစားကျွေးရတယ်သူကအရင်တော့ဒီမှာအစားလာတောင်းတယ်ပေါ့โอเคကျွန်တော်တို့ခန်းလေးကြည့်ကြည့်အောင်ကျွန်တော်တို့ယူထားတဲ့အခန်းကတော့ကြောက်ရွံ့ဖြစ်နေတော့ကျွန်တော်ကိုဒီမှာတစ်ခါလေးပေါ့အများနဲ့လူရပါနေတက်တယ်ဆိုတော့ဒီဘက်မှာခန်းထဲမှာပို့ပြရအောင်မိဖို့ထားပေးတယ်ဆိုတော့ဒီကဟိုတယ်ရီထဲဆောင်ကြောဒါလေးတို့ပေါ်ကြပေါ့နော်ဒီနေ့ရှိတာ first time တယ်ပေါ့ဆိုတော့တော်တော်လေးပေါ်ကြတယ်စင်ပြီးတော့ပြီးတော့ဆိုတော့ချစ်စရာကောင်းတဲ့အချက်ကနားဆိုရင်ဒီတော့တစ်ဖက်ပေါ့နော်ဒီမှာစစ်ကိုလာတဲ့သူချက်မှာတော့စစ်ပေါ့နော်ဒီဆိုကျွန်တော်တို့အထုံးကိုကြည့်ကြအောင်ဒီဘက်ဘာလို့မှနှစ်ချမ်းခွဲတာဒီဘက်ချမ်းမှာကကျွန်တော်အဝတ်စားရေးထားမယ်ပြီးရင် dryer ပုတ်တဲ့ဒီမှန်တင်ကုန်ရှိမယ်ပြီးလောက်ရရှိမယ်ဟိုဘက်မှာကဒီဟိုဘက် toilet ဟိုဘက်မှာတော့ရှိချူရပတ်သက်နေပါတယ်နော်ဆိုတော့လက်တခါလေးကလုံးဝမိုက်နေတယ်ဒီကဟိုတပြင်းtoilet ဟာတဲ့ toilet တွေတော့လုံးပေးလို့မဟုတ်ဘူးဆိုတော့ထားကြရပေါ့ဗျာသလားဒီကြားတဲ့နေရာကိုပတ်သက်တာ Okay ကျွန်တော်ရဲ့ဒီ personal သဘောကျတဲ့ဒီ hotel ပြုံးလေးရဲ့ hotel review လေးကိုဒီမှာပဲရက်ပြီးတော့မနက်ဖြန်ပဲနေရာဘယ်လိုသွားမလဲဆိုတော့အောက်ဆောင်နဲ့အတူလိုက်ပြီးကြည့်လိုက်ပါဦးခေကျွန်တော်အခုရောက်နေတဲ့အနေအားတော့ဒီပြုံးလေးမှာအီလီရွာဆိုပြီးတော့နာမည်မကြီးနေတယ်နည်းစပြီးနာမည်ကြီးနေဂျပန်ရွာပေါ့နော်ဆိုတော့ကျွန်တော်ကအဲ့ဒီကျွန်တော်ဓာတ်ပုံရိုက်ပါတယ်ဓာတ်ပုံရိုက်တက်ပါတယ်ဆိုပြီးတော့ post ပေးဖို့တော့ကိုကင်မရာပေးဖို့ကျွန်တော်ပေါ့ဝါမှာတော့ကင်မရာကြီး9000ပေးရတယ်ခေလုံးဝဒီတို့ရဲ့ vibe ပေါ့နော်
ဂျပန်ရွာပဲကျွန်တော်ကိုယ်တိုင်ဂျပန်မရောက်ဘူးတဲ့ခါကျတော့ဒီမြန်မာရှိတဲ့ဒီပြင်ဦးကဂျပန်ရွာတော့ကျွန်တော်တော်တော် fine တယ်တပုံဆရာကြီးအကြိုက်ပေါ့နော်ကော်မတီချောချောလေးတွေဘာတွေကိုကြာအဲ့လို post တွေပါပြီးတပုံရိုက်လို့အိမ်ဟန်ကောင်းနေနေပါကျွန်တော်တော့မိသားစုနဲ့သွားဆိုကျွန်တော်ညီမလေး2ယောက်ပဲ model တွေထိုင်ခိုင်းအမျိုး model ထိုင်ခိုင်းတပုံရိုက်လာတော့ပေါ့နော်ဆိုတော့နောက်ဒီမှာမိုက်တဲ့အချက်တစ်ခုပါလဲဆိုတော့ဒီ Japan traditional dress တွေကိုဒီမှာငါပြီးတယ်တနင်္လာ1000လား1000ခွဲလားမသိဘူးเนาะဆိုတော့ဒီဘက်မှာကျွန်တော်ကငါပြီးတော့တပုံလေးရိုက်လို့ရှာတယ်ဆိုတော့ဒီ Japan tradition ကဘယ်လိုလဲဆိုတော့မသိဘူးမယ်ဒီပြုံးထဲမှာလုပ်ထားတဲ့ဒီ Japan ရွာလေးကတော့တော်တော် fine တယ်ပေါ့เนาะနောက်ပြီးမှဒီဂျပန်ရွာလေးကိုရောက်လာဘူးဆိုရင်လည်းပြုံးနေကြောက်ရချူမနှက်တော့ဘူးအရင်ကတော့ဒီ cherry band လေးတွေကြည့်ရုံနဲ့ရတယ်ပေါ့เนาะဆိုတော့ဒီပြုံးလေးကိုရောက်တယ်ဆိုတော့ဂျပန်ရွာလေးကိုရောက်လာခဲ့ဖို့ကျွန်တော်ဖိတ်ခေါ်လိုက်ပါတယ်ကျေးဇူးပါ